မင်္ဂလာပါရှင် Sandywood Mindful Farmer ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ငလင်လှုပ်တာလားမြေနှိမ်ဝင်ကျွန်းစင်းတာလားဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ဒီတစ်ပတ်ရဲ့ podcast မှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီတစ်ပတ်ရဲ့ podcast မှာပြောပြပေးသွားမယ်သူတွေကတော့ညီမခင်နဲ့ချစ်တော်တို့ပဲဖြစ်ပါတယ်ဒီနေ့မှာဆိုရင်ကျမတို့ပေါ့နော်တလောတုံးကမြို့နယ်တစ်ခုမှာငလင်လှုပ်သွားတယ်မြေတုံတယ်မြေကျွန်းတယ်ဆိုပြီးတော့ပြောကြရတယ်ပေါ့နော်အဲ့လိုပဲတပြိုင်နက်တည်းမှာလည်းကျမတို့ဒီ Mindful Farmer Bootcamp 2026ခုနှစ်မှာဒီမြေနှိမ်ဆင်းလာတဲ့အကြောင်းတွေမြို့ကြီးတွေမှာရေအောက်ရောက်လာတဲ့အကြောင်းတွေကိုပေါ့နော်ဆွေးနွေးနေကြတာလည်းဖြစ်တယ်အားကြောင့်မလို့ဒီဖြစ်လာနိုင်တာတွေကိုဆွေးနွေးနေရဆိုပေမဲ့တကယ်ဖြစ်လာတဲ့အခါမှာချက်ချင်းလက်ငင်းတုံ့ပြန်မှုကြိုတင်ပြင်ဆင်ထားတဲ့အစီအစဉ်တွေကတော့လက်တွေ့မှာမရှိဘူးပေါ့နော်ဒါဟာသုံးလို့ဆရာလည်းကောင်းတယ်ဒါကြောင့်မလို့အရင်ဆုံးကျွန်တော်တို့ခွဲခြမ်းကြည့်မယ်ဆိုရင်ငလင်လှုပ်တာနဲ့မြေကျွန်းတာဆိုပြီးတော့ရှိမယ်အဲကြောင့်မလို့ဒီလိုမျိုးနှစ်ပိုင်းမှာဘယ်လိုမျိုးခွဲရမလဲဆိုတာနေပြီးတော့စရမယ်ဒါကြောင့်မလို့ပထမဆုံးအနေနဲ့ငလင်လှုပ်တဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ချစ်တော်ကနေပြီးတော့တစ်ချက်ပြောပြပေးမလားယင်ဟုတ်ကဲ့ပါအရင်ဆုံးပေါ့နော်ဒီငလင်လှုပ်တာလားမြေကျွန်းတာလားဆိုတာကိုခွဲဖို့ဆိုရင်ပထမဆုံးတုံသွားတယ်မြေကြီးတုံခါသွားတယ်လို့ခံစားမိတယ်ဆိုရင်ပထမဆုံးစစ်ဆေးတင်တာကဒီငလင်တိုင်းတာရေးစခန်းတွေပေါ့နော်ငလင်တိုင်းတာရေးစခန်းတွေရဲ့မှတ်တမ်းတွေကိုကြည့်ရမယ်ပြီးတော့အဲ့ဒီငလင်တိုင်းတာရေးစခန်းတွေမှာရှိတဲ့ငလင်တိုင်းတာရေးဆက်တွေပေါ့ဒီဆက်တွေမှာဘာမှမပေါ်ဘူးဘာမှတ်တမ်းမှမတင်ထားဘူးဆိုရင်ငလင်မဟုတ်ဘဲနဲ့မြေနှိမ်စင်းလာတာဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဖြစ်နိုင်ခြေရှိတယ်ဒီနည်းအပြင်အရင်ဆုံးငလင်လောက်တာလားမြေကျွန်းတာလားဒါကိုစပြီးတော့ခွဲခြားလို့ရပါတယ်ဟုတ်ကဲ့အဲ့ဒါဆိုရင်ပေါ့နော်ဒီအခုနောက်ပိုင်းမှာဆိုရင်မြေတွေကဒီလိုမျိုးနှိမ့်စင်တာတွေလည်းဒီကဘာမှာကြုံရတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီလိုမျိုးမြေကြီးတွေကဘာလို့နှိမ့်စင်ရတယ်လဲဆိုတာကိုလည်းပေါ့နော်တစ်ချက်ပြောပြပေးစီခြင်းနဲ့ပေါ့နော်ဒီမြေနှိမ့်စင်းစီတဲ့အကြောင်းတွေကတော့အများကြီးရှိတယ်အဆောက်အုံတွေရဲ့ဒီအလေးချိန်ဖိအားပေါ့နော်မြေကြီးပေါ်ကအဆောက်အုံတွေရဲ့အလေးချိန်ဖိအားတွေများလာတာဒါမှမဟုတ်မြေသားကအဲ့လိုပြပြားလာပြီးတော့တိတ်တီးလာတာနောက်မြေပြော့လို့မြေပြော့တာမျိုးတွေပေါ့နော်မြေပြုပြင်ရေးလုပ်ငန်းတွေမှာလည်းတချို့တွေဆိုရင်အဲ့လို management ပေါ့နော်ခံခွဲတာအားနည်းတာမျိုးတွေရှိတယ်နောက်မြေအောက်ကထုံးကြောက်တွေပျော်လာပြီးတော့မြေပြူပေါက်ကလေးတွေပေါ့နော်ကျင်းလေးလိုမျိုးမြေပြူပေါက်ကလေးတွေဖြစ်လာတာမျိုးတွေပြီးရင်ကြောက်တူးပြီးတော့ကြောက်တူးတာမျိုးလောင်စာစီနဲ့တဘာဝတငွေထုတ်တာတွေဒီလိုမြေအောက်ထဲကအရင်းမြစ်တွေကိုထုတ်သုံးတဲ့အခါမျိုးတွေမှာလည်းမြေပြူတာမျိုးမြေနှိမ့်စင်းတာပေါ့နော်ဒါမျိုးတွေဖြစ်လာနိုင်တယ်နောက်မြေအောက်ရေကိုအလွန်အကျွံအများကြီးသုံးတာပေါ့နော်ကိုသုံးလို့ရမယ်မြေအောက်ရေသူ့တဘာဝအတိုင်းပြန်ပြည့်တာမျိုးရှိတယ်အဲ့ပြန်ပြည့်တဲ့ပမာဏထက်ကိုကအလွန်ကျွံသုံးတယ်ဆိုရင်လည်းဒါမြေနှိမ့်စင်းမှုကိုဖြစ်စေနိုင်တယ်ပေါ့နော်နောက်တစ်ခုရှိသေးတာဆိုရင်ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတဲ့အခါမှာလည်းမြေကနှိမ့်စင်းသွားတာမဟုတ်ဘူးပဲပင်လယ်ရေမျက်နှာပြင်မြင့်တက်လာလို့မြေကြီးကဖြည်းဖြည်းချင်းပင်လယ်ရေအောင်မြုပ်လာမျိုးလည်းရှိတယ်ဒါလည်းမြေနှိမ့်စင်းတဲ့ပုံစံတစ်ခုပဲပေါ့နော်ဒါပေမဲ့ဟိုကကျတော့မြေအောက်ကိုကျွံ့ကျသွားတဲ့ပုံစံမျိုးတွေပုံများတယ်ပထမပြောသွားတဲ့အချက်တွေကတော့အဓိကကတော့မြေအောက်ရေကိုတဘာဝကပြန်လည်ဖြစ်တင်းနိုင်တဲ့နှုံးထက်ပို့ပြီးတော့အဲ့လိုဆွတ်ယူပြီးသုံးဆွဲလိုက်တဲ့အခါမျိုးတွေမှာဒီမြေအောက်ကရေလွှာတွေကရေတွေနေသွားတယ်အဲ့ခါမှာဒီအပေါ်ကမြေတို့အလေးချိန်ကြောင့်မြေပြင်ကတဖြည်းဖြည်းနှိမ်စင်းလာတာမျိုးတွေဖြစ်ကြတာများတယ်ပေါ့နော်ဟုတ်ကဲ့ပါဒါဆိုရင်ပေါ့နော်အခုဒီလူနေထူထပ်တဲ့မြို့ပြဒေသတွေမှာဆိုရင်ပေါ့နော်လူကြီးကဒီတစတဲ့တစပို့ပြီးတော့များလာတာနဲ့အမျှပေါ့နော်ဒီကျမတို့ဒီပြည်သူလူထုတွေအများပြည်သူသုံးစွဲတယ်ပေါ့နော်ဒီရေပေးဝေမှုစနစ်တွေပေါ့နော်မလုံလောက်တာတွေကြောင့်လည်းဒီမြေအောက်ရေကိုပို့ပြီးတော့ထုတ်ယူသုံးစွဲလာကြရပေါ့နော်အဲ့ဆိုရင်ကျမတို့ဒီမြန်မာနိုင်ငံအနေနဲ့ရောဒီလူကြီးများပြားတဲ့ဒီရန်ကုန်မှာရောဘလို့အခြေအနေရှိလဲဆိုတာကိုပေါ့နော်တစ်ချက်လောက်ပေါ့နော်မချစ်တော့ပြောပြပေးပါအောင်ဟုတ်ကဲ့ဟုတ်ဒီဟာကြတော့ကျမတို့အချက်လက်ကလေးတွေနဲ့ပြောရမှာပေါ့နော်ဒီ2018မှာရှိခဲ့တဲ့ detail တွေအရာဒီအချက်လက်တွေအရာဆိုရင်ရန်ကုန်မှာသုံးတာကဂျိုးပြူရေပေါ့နော်အများပြည်သူသုံးရေပေးဝေမှုစနစ်ဆိုရင်ဂျိုးပြူရေလို့လူတွေသိကြတယ်ဒီဂျိုးပြူရေကကျတော့ရန်ကုန်တစ်မြို့လုံးရဲ့40%အောက်40%မပြည့်ဘူး40%ရဲ့အောက်ကိုပဲလွှမ်းခြုံနိုင်တယ်ရေဖြန့်ဝေပေးနိုင်တယ်နေရာတော်တော်များများကမြေအောက်ရေဖြစ်တဲ့ဒီအဝီစီတွင်းရေကိုအဓိကထားပြီးတော့သုံးနေရတဲ့အခြေအနေမျိုးရှိတယ်အဲ့ဒါဆိုရင်ဒီလိုမျိုးပေါ့နော်မြေတွေကလိုမျိုးနှိမ်ဆင်းတာတွေကြုံဝင်သွားတာမျိုးတွေအခုနောက်ပိုင်းမှာဆိုရင်ဒီမျက်မြင်ကိုတွေ့နေရပြီပေါ့နော်အဲ့ဒါဆိုရင်ဒီလိုမျိုးမြေနှိမ်ဆင်းတဲ့ဟာမျိုးတွေရောဘာတွေကြောင့်ဖြစ်လဲမြေနှိမ်ဆင်းတဲ့အခါမျိုးတွေမှာဘာတွေဖြစ်နိုင်လဲဆိုတာကိုလည်းပေါ့နော်တစ်ချက်သိအောင်ပြောပြပေးပါအောင်
ဟုတ်များသောအားဖြင့်တော့မြင်ရတာဆိုရင်လမ်းတွေအကွဲလာတာမျိုးတွေပေါ့နော်နောက်ဒီအဆောက်အုံတွေထိခိုက်တယ်ဘလို့ထိခိုက်လဲဆိုရင်တချို့အဆောက်အုံတွေကစောက်တုံးကတော့အကောင်ပဲနောက်ပိုင်းမှာစောင်းလာတာမျိုးတွေတွေ့နိုင်တယ်နောက်ရေနှုတ်မြောင်းစနစ်တွေအလုံးမလုံးနိုင်တော့တာမျိုးတွေဖြစ်နိုင်တယ်ရေကြီးတယ်ဆိုလဲရေကြီးတာတွေပိုဆိုးလာပြီးတော့ခဏခဏရေကြီးတာမျိုးပေါ့နော်အချိန်ကြီးအတွက်များလာတယ်နောက်တောက်သုံးရေပေါ့ရေချိုတွေကိုပင်လယ်ရေငန်တွေဝင်သွားတာမျိုးတောက်လို့မရတော့ဘူးပေါ့နော်တောက်လို့ရတဲ့ရေမဟုတ်တော့တဲ့ပုံစံမျိုးsalt water intrusion လို့ခေါ်ရပေါ့နော်အဲ့လိုရေချိုတွေကိုပင်လယ်ရေငန်ဝင်သွားတာဒါတွေလည်းပိုများလာနိုင်တယ်ဒီလိုအဖြစ်ပြက်မျိုးတွေပိုများလာနိုင်တယ်ပေါ့နော်အဲ့ဆိုရင်ဒါကပေါ့နော်ကျမတို့ဒီမြန်မာနိုင်ငံရဲ့မြို့တွေမှာပဲဖြစ်နေတာမဟုတ်ဘူးပေါ့နော်ဒီကမ္ဘာပေါ်ကတခြားနိုင်ငံတွေမှာရှိတယ်ပေါ့နော်ဂျကာတာလိုဒါကာမြို့ပေါ့နော်ဘန်ကောက်မက္ကဆီကိုပေါ့နော်ဒီလိုမြို့ကြီးတွေမှာဆိုရင်လေဒီလိုပြဿနာတွေကိုပေါ့နော်ဟိုးနှစ်ပေါင်းများစွာတွေကနေပြီးတော့ရင်ဆိုင်နေပြီးသားပေါ့နော်ဒါတွေကကျမတို့အခုမှသာဒီလက်တွေ့ကိုရှိမှဖြစ်လို့ဒါဒီလိုမြင်ရတာပေါ့နော်ဒါပေမဲ့လေဒီလိုမျိုးသတိထားရမှာကဒီမြေတုံခါမှုတွေပေါ့နော်တစ်ခုပြီးတစ်ခုဖြစ်တိုင်းဒီလိုမျိုးဒီ land subsidence လို့ခေါ်တဲ့ဒီမြေနှိမ်စင်းခြင်းလို့ပေါ့နော်အဲ့လိုမျိုးအတိမပြုတ်နိုင်တယ်လို့ပဲဒီငလင်လုတ်တယ်လို့လည်းအဲ့လိုမျိုးကောက်ချက်ချလို့မရဘူးပေါ့နော်အရေးကြီးတာကဒီလိုမျိုးဒီသိပ္ပံနီးကြတိုင်းတာမှုတွေနဲ့အချက်လက်တွေကိုအခြေခံပြီးတော့သုံးသပ်ဖို့ပဲရှိရပေါ့နော်ဒါကြောင့်မလို့ကိုကပေါ့နော်တခါတရံကြုံတွေ့လိုက်ရတဲ့အဲ့ဒီတုံခါမှုတွေကငလင်တစ်ခုထက်လဲပိုပြီးတော့ကြီးမားတဲ့ပြဿနာတစ်ခုပေါ့နော်ဖြစ်နိုင်တယ်လို့မြို့တစ်မြို့လုံးဟာတဖြည်းဖြည်းပေါ့နော်ဒီလိုနှိမ်စင်းနေတဲ့အခြေအနေကိုပြသနေရလဲဖြစ်နိုင်တယ်ဆိုတာကိုပေါ့နော်ဒီနေ့ podcast လေးမှာပြပြပေးချင်တာပဲဖြစ်ပါတယ်ဒါဆိုရင်မချစ်တော်အနေနဲ့ရောပေါ့နော်ဆက်ပြီးရောပေါ့နော်ဒီ podcast မှာဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဗာလေးထပ်ဖြည့်ခြင်းသေးလေဟုတ်ကဲ့ပါအဓိကကတော့မြန်မာနိုင်ငံမှာဆိုရင်မြေအောက်ရေနဲ့ပတ်သက်ပြီးတော့ကျမတို့မှာဥပဒေပြည့်စုံစုံမရှိနေသေးဘူးမူချမ်းတော့ရှိခဲ့ဘူးတယ်ဒါပေမဲ့ပြည့်စုံမရှိနေသေးဘူးနောက်လူတွေအနေနဲ့လည်းအသိနည်းနေတဲ့ကိစ္စလေးတွေပေါ့နော်ဒါမြေအောက်ရေကိုအလွန်ကျွံသုံးဆွဲတာကိုကျမတို့ထိန်းချုပ်ဖို့အတွက်ဘာအစီအစဉ်မှမရှိနေသေးတဲ့ပုံစံဖြစ်နေတာပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကိုအလုံးသိသွားစေချင်တယ်ဥပဒေနဲ့ပတ်သက်တဲ့သူတွေကလည်းဒီဥပဒေပညာရှင်တွေကလည်းဥပဒေဘက်ကသိပ္ပံပညာရှင်တွေကလည်းသိပ္ပံဘက်ကစသဖြင့်ပေါ့နော်အင်ဂျင်နီယာတွေလည်းအင်ဂျင်နီယာအလျောက်ပေါ့အားလုံးဝိုင်းဝန်းပြီးတော့အဖြေရှာရမယ်ထိန်းလို့ရမယ့်အခြေအနေဆိုရင်ထိန်းကြဖို့လုပ်ရမယ့်အရာတစ်ခုပေါ့နော်ဒါလေးကိုအဓိကပြောပြချင်တာပါအခုဒါလေးကိုနားထောင်ပြီးတော့အခုခင်းတဲ့ချစ်တော်နဲ့ဆွေးနွေးရတာလေးတွေကိုနားထောင်ပြီးတော့ကိုလုံနိုင်မဲ့အနေထားကနေပြီးမြေနှိမ့်ဝင်ကျွန်းစင်းတာမျိုးတွေတဖြည်းဖြည်းနစ်မြုပ်လာတဲ့ကုန်းမြေတွေအကြောင်းတွေကိုအဖြေရှာဖို့ဝိုင်းဝန်းကြိုးပမ်းပေးကြပါအောင်လို့တိုက်တွန်းချင်ပါတယ်ရှင်ဟုတ်ကဲ့ပါဒါဆိုရင်တော့ဒီကနေ့ podcast လေးကနေပြီးတော့နှုတ်ဆက်လိုက်တော့မယ်နော်ဟုတ်ကဲ့ပါနှုတ်ဆက်လို့ရပါပြီဟုတ်ကဲ့ပါ Sunday with Mindful Burma ဆိုရင်စာဖတ်ဖို့အချိန်မပေးနိုင်တဲ့သူတွေအတွက်အပတ်စဉ်တနင်္ဂနွေနေ့မှာ YouTube, Spotify နဲ့ Facebook တို့ကနေပြီးတော့တင်ဆက်ပေးနေရပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ Sunday with Mindful Burma ကိုနားဆင်ကြတဲ့အရောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ရှိပါတယ်ရှင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်